အားလုံးပဲမင်္ဂလာပါ Historical Images YouTube channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဇင်းရဲတဲ့မိသားစုကနေဝေးဖွားလာပြီးတရောင်းစားဘဝနဲ့ကြီးပြင်းလာကနောက်ဆုံးတွင်တရုတ်ပြည်ရဲ့အစွမ်းအထက်ဆုံးမင်းဆက်တစ်ဆက်ဖြစ်တဲ့မင်းမင်းဆက်ကိုတီထောင်နိုင်ခဲ့တဲ့ Egret ဟုံးငူရဲ့အကြောင်းပင်ဖြစ်ပါတယ်ကျွန်တော်ကတော့ Joel ပါ Egret ဟုံးငူရဲ့အမည်ရင်းကတော့ကျိုးရွံချမ်းပင်ဖြစ်ပါတယ်ကျိုးရွံချမ်းကိုအဲဒီ1328ခုနှစ်တွင်စင်းရဲနွမ်းပါတဲ့လက်သမားမိသားစုကနေဝေးဖွားလာခဲ့ပါတယ်ကျိုးရွံချမ်းဝေးဖွားတဲ့ကာလမှာတရုတ်ပြည်ကြီးကိုလူမျိုးချမွန်ဂူရွံမြင့်ဆက်ကအုပ်ချုပ်နေတဲ့ကာလပင်ဖြစ်ပါတယ်ရွံမြင့်ဆက်ကိုမွန်ဂူအီဂရက်ကုပလိုက်ခန်းကတီထောင်ခဲ့ပြီး1289ခုနှစ်ကတည်းကတရုတ်ပြည်ကြီးကိုအုပ်ချုပ်ခဲ့ကြပါတယ်အစာပိုင်းတွင်မွန်ဂူတို့ကဝိုလမကြီးတရှုပ်လုံးကိုထိန်းချုပ်နိုင်ခဲ့တာကြောင့်ကမ္ဘာအရှိနဲ့အနှုတ်ကုန်သွေးလမ်းကြောင်းဟာအလုံးအစဉ်ပြေချောမွေပြီးတော့တရုတ်ပြည်တွင်လည်းကမ္ဘာရရက်ကဂုံသေးတွေခိတ်တော်တွေနဲ့အလိုစီကားပြည့်နှနေခဲ့ပါတယ်ဒါပေမဲ့မွန်ဂိုအုပ်ချုပ်သူတွေကတင်းကျပ်တဲ့လူမှုအဆင့်အတန်းစနစ်ကိုကျင့်သုံးခဲ့ကြပါတယ်ထိပ်ဆုံးအလွှာတွင်မွန်ဂိုလူမျိုးတွေရှိကြပြီးတော့ဒုတိယအလွှာတွင်ဘဝရှက်ဒေသကနေလာတဲ့မွန်ဂိုတို့ရဲ့တစ္ဆာခံအမှုထမ်းနိုင်ငံခြားသားတွေရှိကြပါတယ်လူများစုဟန်တရုတ်လူမျိုးတွေကတော့လူမှုအဖွဲ့အစည်းရဲ့ဘုံဆုံးအလွှာတွင်တာရှိနေကြပါတယ်အဲ့လိုလူမှုအဖွဲ့အစည်းခွဲခြားတဲ့စနစ်ကြောင့်တရုတ်အမှုထမ်းပညာရှိတွေဟာဘလို့မှနေရာကောင်းကိုမရနိုင်ကြပါဘူးတရုတ်တွေရဲ့စာမေးပွဲဖြစ်ပြီးမြမှုထမ်းရွေးချယ်တဲ့စနစ်ဟာလည်းအသက်မဝင်တော့ပါဘူးတရုတ်ပညာရှိများစွာကသူတို့ရဲ့ရွေးရန်ကြီးမှုတွေဟာဒီလိုရှုခံရပြီးတဖြည်းဖြည်းကွယ်ပြုတ်သွားမှာကိုစိုးရိမ်လာကြပါတယ်အလိုနဲ့အဲ့ဒီစလိယာစုအယုံမှာတော့အခြေအနေဟာပုံမဆိုးရွားလာခဲ့ပါတယ်တရုတ်ပြည်အနှံ့တွင်တဘာဝကပ်ပြီးမျိုးစုံကြားရောက်ခဲ့ပြီးမြဝမြက်ဟာအချိန်ချင်းရည်ကြီးခဲ့တာကြောင့်စိတ်ပူးမှုများစွာနဲ့ကြီးရွယ်ပေါင်းများစွာဟာပျက်စီးခဲ့ရပါတယ်ဝိုးခေါင်ရရှားမှုတွေကြောင့်လည်းတချို့ဒေသတွေမှာဒေသများစွာပျက်စီးသွားခဲ့ပါတယ်အလိုနဲ့တိမ့်ချီတဲ့တောင်သူလယ်သမားတွေဟာအသက်ရှင်နိုင်ဖို့အတွက်အတော်လေးရုန်းကန်ခဲ့ကြရပါတယ်ကျိုးရွံချမ်းဆေကျော်တဲ့အရွယ်ဖြစ်လာတဲ့အခါတရုတ်ပြည်အနှံ့တွင်အစာရည်စားငမကောင်းပါမှုပေါ်ပေါက်လာပြီးတော့လူပေါင်းများစွာဟာအစာငတ်ပြီးအသက်ဆုံးရှုံးခဲ့ကြပါတယ်အဲဒီလူတွေထဲမှာကျိုးရွံချမ်းရဲ့ဓမိသားစုလုံးလည်းပါဝင်ခဲ့ပါတယ်မိသားစုဝင်အားလုံးဆုံးရှုံးသွားတဲ့ကျိုးရွံချမ်းဟာညီစရာအိမ်မရှိဝင်းမရှိဘာမှမရှိနဲ့တရုတ်တဲ့ဖြစ်နေခဲ့ပါတယ်ဘဲမှတွားဆရာမရှိတော့ပဲမျိုးလင်းချင်မဲ့နေတဲ့ရွံချမ်းဟာဘုံကြီးကျောင်းတွင်တွားပြီးကိုရင်ဝက်ခဲ့ပါတယ်ဘုံကြီးကျောင်းကသူ့ကိုညီစရာနဲ့စားစရာပေးတဲ့အပြင်စာရေးတက်ဖတ်တဲ့အောင်လဲတင်ကြားပေးခဲ့ပါတယ်ဒါပေမဲ့ငမခေါင်းပေါမှုကပ်ပြီးဟာပူမူကြီးထွာလာတာကြောင့်ဘုံတော်ကြီးကျောင်းကလည်းဘုံကြီးတွေနဲ့ကိုရင်တွေအကုန်လုံးကိုထုတ်ပန်းမှုမပေးနိုင်တော့ပါဘူးဒါကြောင့်ရွံချမ်းဟာဘုံကြီးကျောင်းကနေထွက်လာခဲ့ရပါတယ်ဒီလိုနဲ့ရွံချမ်းဟာညီစရာနေရာမရှိဝူတီရမရှိဒိမ့်ပြန်နှံ့ချီဥတေရရှုပ်သွားပြီးတော့ရှင်တန်နိုင်ဖို့အတွက်တောင်းရမ်းခဲ့ရပါတယ်တဲပြောရရင်တော့တရောင်းစားဖြစ်သွားတာပေါ့အဲ့လိုဒိမ့်ပြန်နှံ့ရှုပ်သွားရင်ကနေတာမန်ပြည်သူတွေမလုံတောင်ပင်ပန်းဆင်းရဲတဲ့တောင်ကိုခံစားနေကြတာလဲဆိုတာကိုမင်းတွေ့ခွင့်ရခဲ့ပါတယ်ရောပေါင်းများစွာပျက်စီးသွားပြီးတော့တောင်သူလက်သမားများစွာအငတ်ပြီးနဲ့ရင်ဆိုင်နေကြရတဲ့အပြင်ဒိမ့်ပြန်နှံ့တွင်လည်းတခုတွေဓမြတွေကြီးစိုးနေပါတယ်အဲ့လိုရှုပ်ထွေးနေတဲ့အခြေအနေကိုမွန်ဂူရွာအစိုးရကတည်ငြိမ်အောင်မထိန်းချောင်းနိုင်ခဲ့ပါဘူးဒုက္ခပေါင်းစုံခံစားနေရတဲ့ပြည်သူတွေဟာအုပ်ချုပ်သူအစိုးရအပေါ်မကြည်မနှက်ဖိလာကြပါတယ်တရုတ်ပြည်သူတွေကရွာမင်းဆက်ဟာကောင်းကင်ဘုံရဲ့ကောင်းကြီးပြမှုကိုဆုံးရှုံးသွားပြီလို့ထင်မြင်လာခဲ့ကြပါတယ်တရုတ်လူမျိုးတွေရဲ့လူရစင်လာရကောင်းကင်ဘုံကခွင့်ပြုမှတာအီဂရက်တွေကဒိမ့်ပြည်ကိုအုပ်ချုပ်နိုင်တယ်လို့ယူဆကြပါတယ်အဲ့လိုမတီးမငိမ်ရှုပ်ထွေးနေတဲ့ကာလဟာဒေါ်လာပုံကမှုအတွက်အကောင်းဆုံးအချိန်ပဲဖြစ်လာပါတယ်ဒိမ့်ပြည်အနှံ့တွေအဖွဲ့အစည်းပေါင်းစုံကမွန်ဂူရွာအစိုးရကိုဒေါ်လာပုံကမှုအတွက်လှုပ်ဝက်ကြံစီခဲ့ကြပါတယ်အဲ့လိုနဲ့
တရုတ်ပြည်အနှံ့တွင်ရွက်မင်းဆက်ကိုဖြုတ်ချဖို့ကောင်းပေါင်းနေတော်လှန်ရေးစတင်ခဲ့ပါတော့တယ်။ကောင်းပေါင်းနေတော်လှန်ရေးဟာလူတဦးတယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုအုပ်ကနေရွက်မင်းဆက်ကိုတော်လှန်တာမဟုတ်ပဲအဖွဲ့အစည်းဆောင်ကနေတတိတခြားစီတော်လှန်တာဖြစ်ပြီးတော်လှန်ပုံကသူတွေကသူတို့ရဲ့ကောင်းမှအဝတ်စားနေကိုပေါင်းထားကြတာကြောင့်ကောင်းပေါင်းနေတော်လှန်ရေးလို့ခေါ်ဆိုတာပင်ဖြစ်ပါတယ်။အဲဒီအချိန်မှာယွမ်ချမ်ကလည်းကိုစီရှင်ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့ထဲတွင်ဝင်ရောက်ခဲ့ပါတယ်။ယွမ်ချမ်ဟာတော်လှန်ရေးတပ်ဖွဲ့တွင်တာမန်တပ်သားဘဝနဲ့စတင်ခဲ့ပေမယ့်တိတ်ပွဲတွေမှာရဲစွမ်းတတိနဲ့ပြီးဆုံးပြီးစေကားလူရှိကသူ့ရည်ရှင်တွေကိုပြသနိုင်ခဲ့လို့လင်းလင်းမြမြနဲ့ရထူးတူးလာကတပ်ဖွဲ့ထဲတွင်နေရာတစ်ခုအခမ်းအနားမှာရရှိလာခဲ့ပါတယ်။ဒီလိုနဲ့ကိုစီရှင်ကကျူးရင်ချမ်းကိုအလုံးတဘောချမ်းနေတက်လာပြီးတော့သူ့မွေးစားသမီးနဲ့လက်ထပ်ပြီးခဲ့ပါတယ်။ဒါကြောင့်ကျူးရင်ချမ်းရဲ့နေရာဟာဒေါ်လိုင်းတပ်ဖွဲ့ထဲတွင်ပုံမခိမ်မဲလာခဲ့ပါတယ်။ကိုစီရှင်ကွယ်လွန်သွားတဲ့အခါယွမ်ချမ်းဟာသူတို့တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ကျူးရင်ချမ်းရဲ့အဓိကအတားချက်ကတော့လူလူရဲ့ထုတ်ခံမှုကိုဘယ်လိုရယူမလဲဆိုတာကိုနားလည်တာပဲဖြစ်ပါတယ်။တခြားဒေါ်လာတပ်ဖွဲ့တွေကကြီးရွာတွေကိုလှူရပြီးပြည်သူတွေအပေါ်ဘူချက်ဆူမှုတကြပြီးမယ်။ယွန်ချန်ကတော့သူတပ်ဖွဲ့ဝင်တွေကိုရွာသားတွေစီကနေအစာရည်စာအတင်းအဓမ္မမလို့ရှိဖို့နဲ့လေသမားတွေကိုအနိုင်မကျင့်ဖို့အပြင်းအထန်တားမြစ်ထားကပြည်သူလူထုကိုလေးလေးစားစားနဲ့ဆက်ဆံဖို့သာအမြဲညွှန်ကြားခဲ့ပါတယ်။အဲလိုပြည်သူတွေအပေါ်စေတနာထားတာကြောင့်ပြည်သူတွေရဲ့ထုတ်ခတ်မှုကိုအတော်လေးရရှိလာပြီးတော့တောင်းရမ်းစရာမလိုလူရက်စရာမလိုပဲပြည်သူတွေကစားနပ်ရိက္ခာတွေကိုသူတို့သဘောဆန္ဒအတိုင်းစေတနာရှိစွာနဲ့ထုတ်ပန့်လာကြပါတယ်။ဒါအပြင်ပြန်ပေးရန်သူတွေရဲ့တရင်ကိုလည်းပြီးခဲ့ကြပါတယ်။တရုတ်ပြည်ရရှိများစွာကလည်းကျိုးရံချမ်းဟာတရုတ်ပြည်ကြီးကိုမွန်ဂိုတို့ရဲ့လက်အောက်ကနေလွတ်မြောက်အောင်ဆွမ်းဆောင်ပြီးမဲ့သူပြန်လည်စူးစီးပြီးမဲ့သူဟုယုံကြည်လာခဲ့ကြပါတယ်။ဒါကြောင့်ယွမ်ချမ်နဲ့လာရောက်ပူးပေါင်းကြပြီးတော့စနီးဗျူဟာတွေနဲ့အုပ်ချုပ်ရေးတွေမှာကြံဉာဏ်တွေပြီးခဲ့ကြပါတယ်။အဲလိုနဲ့ကျူးရင်ချမ်းဟာဒေါ်လိုင်းတပ်ဖွဲ့တွေကြားမှာနေရာတောင်တင်ဆုံးခေါင်းဆောင်တို့ဖြစ်လာခဲ့ပါတယ်။1356ခုနှစ်တွင်ကျူးရင်ချမ်းကနန်ကြီးမြို့ကိုသိမ်းပိတ်နိုင်ခဲ့ပြီးတော့အဲဒီနန်ကြီးမြို့ကိုအခြေပြုကသူ့အုပ်ချုပ်ရေးခိမ်မာလာအောင်နဲ့သူ့စစ်တပ်ဘူမိုအကောင်းလာအောင်ဆောင်ရွက်ခဲ့ပါတယ်။စိတ်ပြူကြီးပြန်လဲကောင်းမွန်လာအောင်ဆောင်ရွက်တယ်။ပစ္စည်းနေတဲ့ကြီးရွာတွေကိုပြန်လည်တည်ဆောက်ပြီးခဲ့ပါတယ်။စစ်တပ်ကလည်းဘူမိုချစ်လက်တောင်းတင်းလာအောင်စိတ်တကြပြန်လည်မှုမှန်ပြီးခဲ့ပါတယ်။အဲလိုနဲ့ကျူးရွန်လန်းအုပ်ချုပ်တဲ့နေမြေဟာတဖြည်းဖြည်းတည်ငြိမ်ဖွံ့ဖြိုးလာခဲ့ပါတယ်။မျိုးလင်းချက်မဲ့နေတဲ့တရုတ်ပြည်သူများစွာဟာမျိုးလင်းချက်ရောင်ရှိတွေတန်းလာပြီးတော့ယွန်ချမ်းထံလာရောက်ခုလုံခဲ့ကြပါတယ်။အဲဒီအချိန်မှာမွန်ဂိုရွာမင်းဆက်ဟာရဟန်းလူဆုပ်ယုပ်ပြီးဖြစ်တာကြောင့်တရုတ်ပြည်ကြီးဟာလည်းအစိမ့်ဆက်မှုအဖြစ်ပြိုကွဲနေပြီးရဟန်းကြီးတဲ့တော်လိုင်းကောင်းဆောင်တွေဟာတရုတ်ပြည်ကြီးကိုထိန်းချုပ်နိုင်ဖို့အတွက်အပြိုင်ဆိုင်ကျူးပန်းလာကြပါတယ်။အဲဒီတော်လိုင်းကောင်းဆောင်တွေထဲမှာရဟန်းအကြီးမားဆုံးကတော့ကျူးယွန်ချမ်းနဲ့ချန်ယုလျံတို့ပင်ဖြစ်ပါတယ်။ချန်ယုလျံကရန်စည်းမြစ်တစ်ရှုံမှာရှိတဲ့အလွန်ကျပြတ်တဲ့နယ်မြေကိုထိန်းချုပ်ထားပြီးတော့ရဟန်းအလွန်တောင့်တင်းတဲ့ရေတက်ကိုလည်းပြိဆိုင်ထားပါတယ်။1363ခုနှစ်တွင်ကျူးယွန်ချမ်းနဲ့ချန်ယုလျံတို့ရဲ့ပြိုင်ဆိုင်မှုဟာအထွတ်အထိပ်ကိုရောက်ရှိလာပြီးတော့တရုတ်ပြည်ရဲ့အကြီးဆုံးရေချိုးကန်ဖြစ်တဲ့ဖော်ရန်ကန်မှာအပြင်းအထန်တိုက်ရဲကြပါတော့တယ်။အဲဒီဖော်ရန်ကန်တိုက်ပွဲဟာတရုတ်သမိုင်းတွင်အကြီးမားဆုံးရေချောင်းတိုက်ပွဲပင်ဖြစ်ပါတယ်။ချန်ယုလျံရဲ့ရေတက်တွင်စစ်တင်ဘောရန်ညက်ချီပါဝင်ပြီးတော့ရဟန်းလုံးကြီးမားပါတယ်။တချို့ရေရင်တွေဆိုရင်ပေါ်လို့ပေါ်နေတဲ့ခံတက်လားလို့ဆိုရလောက်အောင်ဒီမောပေါ်တွင်ခံတက်ကြီးတွေတိဆောက်ထားပါတယ်။ကျိုးရင်ချမ်းရဲ့ရေတက်ဟာရန်တုတက်နေရှိရင်အလွန်ကြီးငယ်ပေမဲ့ပူမူချစ်လက်တောင့်တင်းနေပါတယ်။ရဲတက်တပတ်ပေါင်းများစွာအပြင်းအထန်တရဲကြပြီးတော့နောက်ဆုံးတွင်ချန်ရွလျံရဲ့ရေတက်ကကျိုးရင်ချမ်းရဲ့တက်ကိုဝန်းရံထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ယုံချမ်းကဗျာများသွားပဲခေါင်းရင်းနဲ့စဉ်းစားကအလွန်တည်တက်လှတဲ့ဗျူဟာကိုကျင့်သုံးခဲ့ပါတယ်။ဒီလိုများစွာကိုလောင်စာတွေနဲ့မီးရှို့ပြီးတော့သူတို့ကိုဝိုင်းရနေတဲ့ရန်သူစစ်တီမော်ရီစီကိုဦးတည်ပြီးရွလွန်စီခဲ့ပါတယ်။အဲလိုနဲ့ရန်သူတင်ဘော်တွေဟာမိစားတွေကူးကုန်ပြီးတော့
အလိုရှုပ်ထွေးနေကြပါတော့တယ်အဲ့လိုရန်သူတွေရှုပ်ထွေးနေတဲ့အချိန်မှာကျိုးရင်ချမ်းကသူ့တပ်ဖွဲ့တွေကိုအပြင်းအထန်တိုက်ခိုက်စီခဲ့ပါတယ်မီးတွေတိတ်ပွဲတွေနဲ့ရှုပ်ထွေးနေချိန်မှာခြံယူလျံကူမြတ်တစင်ကထိမှန်ပြီးတော့အသက်ဆုံးရှုံးသွားခဲ့ပါတယ်ကောင်းဆောင်မရှိတော့တဲ့ရန်သူတက်ဟာဘယူဖျဲဖြစ်ကုန်ပြီးစုပ်ပြီးကုန်ကြပါတယ်အဲ့လိုနဲ့ဖော်ရန်ကန်တိုက်ပွဲမှာကျိုးရင်ချမ်းကအနိုင်ရရှိခဲ့ပါတယ်အဲ့ဒီအောင်ပွဲကြောင့်ကျိုးရင်ချမ်းရဲ့ဩဇာအာဏာဟာပုံမူကြီးထွားလာပြီးတော့ဒေါ်လိုင်းတက်ဖွဲ့ခေါင်းဆောင်များစွာဟာသူ့လက်အောက်မှာလာရောက်ခုလုံခဲ့ကြတာကြောင့်ရင်ချမ်းဟာဒေါ်လိုင်းတက်ဖွဲ့ရဲ့ပြန်ပစ်မရှိခေါင်းဆောင်ကြီးဖြစ်လာခဲ့ပါတော့တယ်ဒေါ်လိုင်းတက်ဖွဲ့အားလုံးရဲ့ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာရင်ချမ်းကဒေါ်လိုင်းတက်ဖွဲ့ရဲ့ဒီမှန်းချက်ဖြစ်တဲ့မုံကိုရွံမင်းဆက်ကိုဖြုတ်ချဖို့အတွက်စတင်ခဲ့ပါတော့တယ်ကျိုးရင်ချမ်းရဲ့ဒေါ်လိုင်းတက်ဖွဲ့ဟာများမြုပ်များနဲ့တရုတ်ပြည်မြုပ်ပိန်းဒေတာကိုတရွှှရှိတက်ခဲ့ကြပါတယ်တမျိုးပြီးတမျိုးတရုတ်နိုင်ကြပြီးနောက်1368ခုနှစ်တွင်ကျိုးရင်ချမ်းကဒီဂရက်ထုံးမှုပွဲကိုခံယူကာမိမင်းဆက်ကိုစတင်နေတောင်ခဲ့ပါတယ်မင်းဆက်အစ်စ်ကိုဒေထောင်ပြီးနောက်မင်းတရုတ်တပ်ဖွဲ့တွေဟာမွန်ဂိုရွာမင်းဆက်ရဲ့နန်းစရမြို့တော်ခန်ပလစ်ယနီခက်ပီကင်းမြို့ကိုသိမ်းပိတ်နေရန်ချီတက်လာခဲ့ကြပါတယ်မွန်ဂိုရွာမင်းဆက်ရဲ့နောက်ဆုံးဝေကရက်တော့ခွန်တမူကမင်းတရုတ်စစ်တပ်ရဲ့ထူးစစ်တမ်းကိုမဟုတ်ခံနိုင်မှတိတာကြောင့်မွန်ဂိုလီးယားလူပြည်ဒေသကိုဆုတ်ခွာခဲ့ပါတယ်ဒီလိုနဲ့ကျိုးရင်ချမ်းရဲ့မင်းတရုတ်တပ်ဖွဲ့တွေကမြို့တော်ကိုသိမ်းပိတ်နိုင်ခဲ့ကြပြီးဒိန်းတပါးသာမွန်ဂိုလိုမျိုးတွေရဲ့နှစ်ပေါင်းတရာနီးပါအုပ်ချုပ်မှုကိုအဆုံးသတ်စီခဲ့ပါတော့တယ်။ပြုံချမ်းဟာတရုတ်ပြည်တစ်ခုလုံးရဲ့ဤကြရက်ဖြစ်လာတဲ့အခါပြုပြင်ပြောင်းလဲမှုများစွာကိုဆောင်ရွက်ပြီးတော့တရုတ်ပြည်ကြီးကိုပြန်လည်အသက်သွင်းပေးခဲ့ပါတယ်။ပထမဦးစွာဒိန်းပြည်ရဲ့အဓိကစီးပွားရေးဖြစ်တဲ့စိတ်ပြူရေးလုပ်ငန်းကိုပြန်လည်ဖွံ့ဖြိုးလာအောင်ဆောင်ရွက်ခဲ့ပါတယ်။အခုငွေတွေကိုရှော့ချပြီးတော့မြေလွှတ်မြေရိမ်းများစွာကိုလက်သမားတွေကိုဟိုးယူပြီးခဲ့ပါတယ်။လူတွေအနေနဲ့အစိုးရအဖွဲ့ထဲတွင်အကျင့်ပြတ်ချက်စားမှုမရှိအောင်အပြင်းအထန်စီမံဆောင်ရွက်ခဲ့ပါတယ်။အကျင့်ပြတ်ချက်စားတဲ့အမှုထမ်းအရာရှိတွေကိုလည်းအပြင်းအထန်ပြည်ထောင်ချမှတ်ခဲ့ပါတယ်။အင်ပါယာကြီးကိုကာကွယ်ဖို့အတွက်တက်မတော်ကိုလည်းရဟတောင်းတင်ခိမလာအောင်တည်ဆောက်ခဲ့ပါတယ်။ကျိုးရင်ချမ်းရဲ့အုပ်ချုပ်မှုအုံမှာတရုတ်ပြည်ကြီးဟာတဖြည်းဖြည်းနဲ့တည်ငြိမ်လာပြီးတာယာဝပြောလာပါတယ်။ဒါပေမဲ့ကျိုးရင်ချမ်းကိုစီကအလွန်တင်းကျပ်ပြီးအလွန်ကျန်းတဲ့ခတ်တာနဲ့ဤကြရက်အဖြစ်လဲလူသိများပါတယ်။တရုတ်ပြည်ကြီးပြည်နာမျိုးစုံနဲ့ကြုံရချင်းမတီမငြိမ်ဖြစ်နေတဲ့အချိန်မှာကြီးပြင်းလာတဲ့သူဖြစ်လို့ဘသူ့ကိုမှမယုံကြည်ရခဲ့ပါဘူး။သူ့မို့မှအရာရှိအချို့ကသူ့ကိုလောက်ကြံဖို့နမ်းချဖို့ကြံစီနေတယ်လို့အမြင်ထင်မြင်တတ်ပါတယ်။ဒါကြောင့်ထောက်ပေါင်းများစွာသောမင်းမှုထမ်းတွေဘုံမအရာရှိကြီးတွေဟာတက်တီခိုင်ခိုင်လုံလုံမရှိပဲမတင်ကာမှုနဲ့ရထိုးကနေဖြုတ်ချတာထောင်ချတာတစ်ဖြစ်တာတွေနဲ့ကြုံတွေ့ခဲ့ကြရပါတယ်။အလိုပြင်းထန်ကြမ်းတမ်းတဲ့ပြည်ထောင်ရှမ်းမှတ်မှုတွေကြောင့်ဘုံမအရာရှိကြီးတွေကြားမှာကြုံရမှုဟာကြီးမားလာပြီးဒီကရက်ရဲ့အာဏာဟာဘုံမခိုင်မာလာပါတယ်။အကျိုးဆက်အနေနဲ့နောက်ပိုင်းမိမင်းဆက်ရဲ့အာဏာဟာအကျွမ်းမဲ့ဖြစ်လာပြီးတရုတ်ပြည်ကြီးကိုနှစ်ပေါင်း300နီးပါးအုပ်ချုပ်နေခဲ့ကြပါတယ်။ကျိုးရင်ချမ်းဟာစီရင်တော့ပါတဲ့မိသားစုကနေပေါ်ဖွာလာတယ်။တရောင်းစားဖြစ်ဒိမ့်ပြန်နဲ့ရှုပ်သွားပြီးတော့ဒေါ်လိုင်းတစ်ဖွဲ့ထဲတွင်ဝင်ရောက်ခဲ့ပါတယ်။အဲဒီကနေတဖြည်းဖြည်းအဆင့်တက်လာပြီးနောက်ဆုံးတွင်တရုတ်ပြည်ရဲ့ဤကြရက်ဖြစ်လာနိုင်ခဲ့ပါတယ်။ဒါကြောင့်ကျိုးရင်ချမ်းကိုလေသမားဤကြရက်လို့လည်းခေါ်တွင်ကြပါတယ်။တမိတ်မှာအဲ့လိုစီရင်ချမ်းတန်းလွန်းတဲ့ဘဝကနေဒိမ့်ပြည်အုပ်ချုပ်သူဖြစ်လာတဲ့လူတွေဟာအတော်လေးရှားပါပါတယ်။ရုံချမ်းတီထောင်ခဲ့တဲ့မိမင်းဆက်ဟာတရုတ်ပြည်ရဲ့အာဏာအရှိဆုံးနဲ့ဩဇာလွှမ်းမှုအရှိဆုံးမင်းဆက်တွေထဲမှာပါဝင်နိုင်ပါတယ်။ကျိုးရင်ချမ်းရဲ့ဘောစစ်ချောင်းကနေရတဲ့တင်ကားစာကတော့ကျွန်တော်တို့လူငယ်တွေဟာစီးရင်နိုင်တယ်ချမ်းသာနိုင်တယ်ဘယ်လိုပဲမွေးဖွားလာဘဝကိုအလျှော့မပြီးပဲဇွဲလုံးလဝရိယနဲ့အမြဲကြိုးစားအထောက်နေရင်တရရဲ့ကြရင်ဒိမ့်ပြည်ကိုအုပ်ချုပ်မဲ့သူဦးစီးမဲ့သူတွေဖြစ်လာနိုင်မှာသိချပါတယ်။ဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တင်ဆက်ပေးတဲ့အကြောင်းကိုချိန်နှစ်တည်းရင်ကျွန်တော်တို့ channel ကို like subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲရွှေလန်းချမ်းမြေ့ကြပါစေ။